Unit 3ကိုစတင်ပြီးတော့သင်ကြားပေးသွားတော့မှာပဲဖြစ်ပါတယ်။ Unit 3ကိုပါတဲ့အကြောင်းအရာတွေကပေါ့နော်သူကတော့ people and possession people ဆိုတာကလူတွေပါ POSSESSION အတန်အတွက်က possession လို့တန်ထွက်ပါတယ်နော်သူကတော့ပိုင်ဆိုင်မှုတွေပါဒီမှာပထမဆုံးအနေနဲ့နံပါတ်3.1 ကိုစတင်ပြီးတော့ပေးထားပါတယ်3.1နဲ့ခေါင်းစဉ်ကတော့ my neighbors တဲ့ my neighbors ဆိုတာကကျွန်တော်ရဲ့အိမ်နီးနားချင်းများတဲ့နော် neighbors အဓိပ္ပာယ်ကအိမ်နီးနားချင်းများဒီမှာကတော့အရှင်းမှာ adjective တစ်ခုနဲ့အနောက်မှာ noun phrase တစ်ခုကိုတွဲပြီးတော့ရေးတဲ့ပုံစံကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီမှာပထမဆုံးတစ်ချက်က a clever woman clever clever သူ့ရဲ့အဓိပ္ပာယ်ကတော်တော်နောက်က woman အမျိုးသမီးနော်clever ကဒီပုံစံတိုင်းဆိုလို့ရှိရင်ရှေ့မှာပါတဲ့ဟာက adjective ပေါ့နော်အနောက်မှာပါတဲ့ woman က noun နော်အဲ့တော့အရှိက clever ဆိုတဲ့ adjective ကိုနောက်က woman ဆိုတဲ့ noun နဲ့တွဲထားတာပါဒုတိယတစ်ခုကတော့ a funny film funnyရေးစရာကောင်းတော့ film ရုပ်ရှင်ကနော်ဟာတာရုပ်ရှင်ကပေါ့နော်နောက်ကကျတော့ a friendly dog friendly dog friendly ကခင်မင်တတ်တော့ခေါ်ယူတော့နော်လူတွေကိုခင်ကျင်တယ်ပေါ့နော် dog ခွေးလေးပါနောက်တစ်ခုက a great book great ကအရန်ကောင်းတော့ book ကတော့စာအုပ်ပါနော်နောက်တစ်ခုက a hard job hard ကခက်ခဲတော့ job ကအလုပ်ကိုင်ပါနောက်ဆုံးတစ်ခုကတော့ a lovely city lovely ရဲ့အဓိပ္ပာယ်ကလှပတော့အဓိပ္ပာယ်ရပါတယ်ချစ်စရာကောင်းတော့လို့လည်းယူလို့ရပါတယ်နော် city မြို့လေးပေါ့နော်ဒီထဲကပါတဲ့စလုံးအတွဲလေးတွေကစုစုပေါင်း6ခုရှိပါတယ်အဲ့ဒါတွေကိုဒီအောက်မှာပါတဲ့အရုပ်6ရုပ်နဲ့တွဲပေးရပါမယ်နော်ဒီမှာပထမဆုံးပုံမှာပါတဲ့အမျိုးသမီးလေးပါပထမဆုံးပုံမှာပါတဲ့စာအုပ်တစ်အုပ်ပါပေါ့နော်အဲ့စာအုပ်ကိုဒီတို့ကဘယ်လိုမျိုးပြောကြမလဲဒါဆိုလို့ရှိရင် number 1က a great book ဖြစ်ပါလိမ့်မယ်နော်နောက်ဒုတိယတစ်ခုကရောဒီမှာလူတွေကရုပ်ရှင်ုံထဲမှာထိုင်ပြီးတော့ရည်နေတဲ့ပုံစံလေးပေးထားတော့အဲ့တော့သူကတော့ a funny film ဖြစ်ပါလိမ့်မယ်နောက် number 3ကတော့ခွေးလေးပါခွေးလေးကလူခင်နေလို့နော်မျက်နှာလေးအတင်းပြုံးထားတယ်အဲ့တော့သူကလည်း number 3ဖြစ်ပါလိမ့်မယ် a friendly dog ပေါ့နော်သူက friendly dog နောက် number 4ကကြတော့ဒီလူပေါ့နော်လူကသူအလုပ်တွေအရန်စူးစမ်းနေပေါ့နော်အဲ့တော့ခက်ခဲတဲ့အလုပ်လာပင်ပန်းတဲ့အလုပ်နော်အဲ့တော့ဒီ hard job က force ရဲ့ပုံနဲ့တွေ့ရပါမယ်နောက် number 5မှာအမျိုးသမီးလေးဘွဲယူနေပေါ့နော်အရန်ကိုထက်မြက်တဲ့အမျိုးသမီးလေးပါအဲ့ဒါကိုတော့ number 5နဲ့တွေ့ပါမယ်နော် a clever woman အရန်တော်တဲ့မိန်းကလေးကနောက်ဆုံးက a lovely city ကိုတော့ number 6ပုံနဲ့တွေ့ပါမယ်နော်ညောင်ရှေ့ကိုတွဲထားတာလေးတွေမှန်လားမမှန်လားဆိုတာကိုသိရဖို့အတန်ဖိုင်လေးတစ်ခုကိုသွားပြီးတော့ဖွင့်ကြည့်ကြရအောင်နော်